ဒီကတော့မော်စတိုရဲ့ဂျူရီယာဘက်ကလေးပေါ့နော်ဘိုင်းပေါ်မှာထားရောက်ရကြမှာဖြစ်ပါရှင်ထမတော့ဖောက်လိုက်တယ်ပေါ့နော်သူကနေကက်ကလေးတစ်ခုပါမယ်ကက်ကလေးကလို့ဆိုတိုင်းတပုံလေးနဲ့ပါနေနေပေါ့ချစ်စရာလေးဒီကကြတော့အဲ့ကလေးကိုဒီမှာအမေရောင်လေးမှာလိုက်တာပါသူကအရောင်၃မျိုးရှိရပါတော့အညူလေးရယ်ပြီးတော့အညူအဖြော်လေးလားဘူးအဲ့လို၃ရောင်ကျွန်တော်တော့အမေလေးပဲအပေးဒီခံဝယ်လိုက်ပါတယ်သူသားလေးကအမှန်ဟိုမြင်တဲ့အတိုင်းပဲနော်ကတိပါသားလေးလို့ velvet ပေါ့နော်အဲ့လိုလေးလက်တွေ့တစ်စိတ်ကလေးဆိုရပါတယ်စိတ်ကလေးဖွင့်ပြမယ်နော်စစ်ထဲမှာအကျိုးရှည်ပါတယ်အရှည်ပြီးမဲ့သူကဂျိုင်းလွယ်အိပ်ပဲနော်ဟို cross body လွယ်နော်မလားနည်းနည်းတိုးမယ်